လူတိုင်းရဲ့ဘဝမှာအမှားသေးသေးလေးတွေအမှားအကြီးကြီးတွေအများကြီးကျူးလွန်မှုကြမှာပါတချို့အမှားတွေကခွင့်လို့ရပေမဲ့တချို့အမှားတွေကတော့တစ်သက်လုံးပြင်လို့မရတော့မယ့်အမှားတွေဖြစ်သွားတတ်ပါတယ်ဒီလိုပါပဲတမိုင်းထဲမှာလည်းနိုင်ငံနဲ့ချီပြီးအမှားကြီးတွေမှားခဲ့ကြပြီးအပြက်အစီးတွေကြီးမားတဲ့ကုန်ကျစရိတ်တွေဖြစ်ခဲ့တဲ့အမှားကြီးတွေရှိပါတယ်ဒီအမားတွေကတော့တမိုင်းမှာတကယ်ဖြစ်ခဲ့ပြီးအခုချိန်ထိကိုလူတော်တော်များများကိုခြောက်လှန့်နိုင်တဲ့အမားတွေလည်းဖြစ်ကြပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာတော့ဒေါ်လာဘီလီယံပေါင်းများစွာဆုံးရှုံးခဲ့ရတဲ့တမိုင်းနဲ့ချီတဲ့ကြီးမားတဲ့အမားတွေအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ဘလို့ကြီးမားတဲ့အမားတွေကပတ်စံအမြောင်များကိုဆုံးရှုံးစေခဲ့လဲဆိုတာကိုသိရဖို့အတွက်အခုပဲကြည့်လိုက်ရအောင်နော်။နံပါတ်1ဂျိုရုလမ်းလွှဲမှု1996ခုနှစ်မှာ NASA ကစက်မှုနည်းပညာနဲ့ဖန်တီးထားတဲ့ Mars ဂြိုဟ်မှာဆင်းသက်မဲ့ဂြိုဟ်တုစက်ကိုပြန်တန်းစေခဲ့ပါတယ်။ဒါပေမဲ့ဒီဂြိုဟ်တုကိုအသုံးပြုတဲ့သူတွေကစနစ်တစ်ခုကိုမှားယွင်းအသုံးပြုခဲ့တာကြောင့်ဂြိုဟ်တုကငကိုရောက်ရမဲ့ Mars ဂြိုဟ်ပေါ်ကိုမရောက်ဘဲနဲ့လမ်းလွဲသွားခဲ့တာပဲဖြစ်ပါတယ်။ဒီအမှားတစ်ခုကြောင့်ပဲ NASA ကဒေါ်လာမီလီယံပေါင်း125မီလီယံအထိကိုဆုံးရှုံးသွားခဲ့ရတာပဲဖြစ်ပါတယ်။ဒီအမှားကတော့အာကာသနည်းပညာလောကအတွက်ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုပဲဖြစ်ပါတယ်။နံပါတ်2တိုက်တန်နစ်ငယ်ကခဏပြန်ကြည့်ရတဲ့တိုက်တန်နစ်ရုပ်ရှင်ကားကအပြင်မှာလည်းတကယ်ဖြစ်ခဲ့တဲ့ဖြစ်ရပ်မှန်တစ်ခုဖြစ်ပါတယ်။ကြီးမားပြီးမပြည့်စည်နိုင်ဘူးလို့ထင်ခဲ့တဲ့ဒီတိုက်တန်နစ်သင်္ဘောကြီးဟာဆိုရင်အပြင်မှာလည်းတကယ်ကိုတိုက်တာနဲ့တက်နစ်သွားခဲ့တာပဲဖြစ်ပါတယ်။ဒီသင်္ဘောကြီးမှာစွမ်းရည်ပမာဏအပြည့်နဲ့ပြင်ဆင်မှုလည်းကောင်းခဲ့ပြီးခေတ်မီနည်းပညာတွေနဲ့တည်ဆောက်မှုကလည်းကောင်းခဲ့ပါတယ်။ဒါပေမဲ့အရေးပေါ်အတွက်လှေငယ်အရေးအတွက်တွေကိုလွတ်လူရှုထားခဲ့တာတွေရေခဲတုံးကြီးကိုသတိမထားမိခဲ့တာရဲ့ဥပဒေစနစ်တွေကိုလွတ်လူရှုခဲ့တာတွေရဲ့ကြောင့်လူပေါင်း1500ကျော်သေဆုံးခဲ့ရပြီးတမိုင်းတစ်လျှောက်မှာလူအဖွဲ့အစည်းအတွက်တော့စိတ်နာကျင်စရာအမှားကြီးတစ်ခုအနေနဲ့တည်ရှိနေဆဲပဲဖြစ်ပါတယ်။ဒီတိုက်တန်နစ်သင်္ဘောကြီးရဲ့ပြတ်ကျမှုအတွက်ဆုံးရှုံးမှုကတော့စုစုပေါင်းဒေါ်လာ9.5မီလီယံအထိဖြစ်ပြီးဒီနေ့ခေတ်တန်ဖိုးနဲ့တွက်ရင်တော့ဒေါ်လာမီလီယံ200ကျော်လောက်ပဲဖြစ်ပါတယ်။ဒါကြောင့်ဒီပျက်စီးမှုကြီးကလည်းတမိုင်းဝင်အပျက်စီးအများဆုံးအမှားကြီးတစ်ခုအဖြစ်နဲ့စံချိန်တင်ခဲ့တာပဲဖြစ်ပါတယ်။နံပါတ်3နျူကလ িয়ার ပောက်ကွဲမှုအာဏာရှင်စနစ်အောက်မှာမထင်မှတ်တဲ့အမှားတစ်ခုဟာတနိုင်ငံလုံးပျက်စီးတဲ့အထိကိုဖြစ်သွားနိုင်ပါတယ်။1986ခုနှစ်မှာတော့ဆိုဗီယက်ပြည်ထောင်စုမှာဖြစ်ခဲ့တဲ့နျူကလ িয়ার ပောက်ကွဲမှုဟာဆိုရင်လည်းအကြီးမားဆုံးပျက်စီးမှုတွေကတစ်ခုဖြစ်ခဲ့ပါတယ်။ဒီပောက်ကွဲမှုကတော့မမှန်ကန်တဲ့စနစ်တွေမမှန်ကန်တဲ့အရာရှိတွေရဲ့ဆုံးဖြတ်ချက်အမှားတွေကြောင့်ဖြစ်ခဲ့တာဖြစ်ပြီးလူအယောက်30ကျော်သေဆုံးခဲ့ရပြီးအခုချိန်ထိကိုဒီပောက်ကွဲမှုကြောင့်ကင်ဆာဖြစ်သူတွေပေါ်ထွက်နေတာပဲဖြစ်ပါတယ်။ဒီအမှားကြီးကလည်းတမိုင်းနဲ့အကြီးဆုံးဆုံးရှုံးမှုကြီးတစ်ခုဖြစ်ပြီးဒေါ်လာဘီလီယံ30လောက်ကျသင့်ခဲ့တာပဲဖြစ်ပါတယ်။နံပါတ်4 Google ကိုဝယ်ယူနိုင်ခွင့်လက်လွတ်မိခြင်း1998ခုနှစ်မှာတော့ Yahoo ကုမ္ပဏီက Google ကိုဒေါ်လာ1မီလီယံပေးပြီးဝယ်ယူနိုင်တဲ့အခွင့်အရေးရှိခဲ့ပါတယ်။ဒါပေမဲ့ Yahoo အဖွဲ့က Google ကလေထဲမှာပြီးသွားမဲ့နည်းပညာစီမံကိန်းလို့ထင်ခဲ့ကြပြီးညှင်းဆိုလိုက်ကြပါတယ်။နောက်ပိုင်းမှာတော့ Google ကဒီနေ့ဒီချိန်ထိတောင်မှပဲထိပ်ဆုံးနည်းပညာကုမ္ပဏီတစ်ခုဖြစ်လာခဲ့ပြီးဒေါ်လာ1.8 ထရီလီယံအထိတန်တဲ့ကုမ္ပဏီဖြစ်သွားပါတယ်။ဒါကြောင့် Yahoo အတွက်ကတော့ဒီလိုညင်းဆိုလိုက်ရတဲ့အမှားတစ်ခုကတမိုင်းတစ်လျှောက်မှာဆုံးရှုံးမှုများတဲ့အမှားတစ်ခုဖြစ်ခဲ့ရပါတယ်။နံပါတ်5 Samsung Galaxy Note 72016ခုနှစ်မှာ Samsung ကသူတို့ရဲ့တီထွင်မှုကောင်းတဲ့ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy Note 7ကိုဂုဏ်ယူစွာနဲ့မိတ်ဆက်ထုတ်ဝေခဲ့ပါတယ်။ဒီဖုန်းမှာဆိုရင်တော့ Premium Design, Waterproof Feature တွေနဲ့အပြည့်အစုံပါဝင်တဲ့ High-end Smartphone တစ်လုံးဖြစ်ပြီးလူအများကြားမှာတော်တော်လေးစိတ်ဝင်စားမှုများခဲ့တဲ့ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။ဒါပေမဲ့ဖြန့်ချီပြီးမကြခင်မှာပဲဒီ Note 7 ဖုန်းတွေကဖုန်းအားသွင်းရင်းနဲ့မီးလောင်တာတွေပေါက်ကွဲတာတွေဖြစ်ခဲ့ပြီးတော့ဒီကိစ္စတွေကြောင့်ပဲ Samsung ကရောင်းလက်စ Galaxy Note 7 ဖုန်းတွေကိုအရေးပေါ်ပြန်သိမ်းခဲ့ရပြီးထုတ်လုပ်မှုကိုလည်းတရားဝင်ရပ်ဆိုင်းလိုက်ရပါတယ်။ဒီကိစ္စကြောင့်ပဲ Samsung ကနှစ်ပေါင်းများစွာတည်ဆောက်လာခဲ့တဲ့ယုံကြည်မှုတွေကိုတောင်မှပဲဆုံးရှုံးရမလို့ဖြစ်ခဲ့ရပြီးငွေကြေးဒေါ်လာ5ဘီလီယံအထိကိုဆုံးရှုံးမှုကြီးနဲ့ကြုံခဲ့ရတာပဲဖြစ်ပါတယ်။
အခုပြောပြပေးခဲ့တာတွေကတော့သမိုင်းနဲ့တန်မိုးအကြီးဆုံးဆုံးရှုံးမှုတွေဖြစ်ခဲ့ရတဲ့အမှားတွေဖြစ်ပြီးဒီအမှားတွေကလူအသက်တွေဘန္နာရေးတွေနဲ့နီးပညာနယ်ပယ်တွေမှာကြီးကြီးမားမားသမိုင်းဝင်ခဲ့တဲ့အဖြစ်အပျက်တွေပဲဖြစ်ပါတယ်အခုလိုဗဟုသုတရစရာအကြောင်းအရာလေးတွေကိုအမဲမပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ခဲ့ဖို့လည်းမမေ့နဲ့နော်